ကိုကကြတော့အဲ့လိုမျိုးပေါ့နော်ပွဲလေးတစ်ပွဲလုပ်လို့ရရှိရယ်ဆိုတော့ကိုဘယ်လိုမျိုးပွဲလေးလဲဆိုတော့စကားပြောဖြစ်တော့ဒီလိုပွဲလေးပေါ့နော်အဲ့ဆိုရင်သမီးလုပ်ပြီးမယ်ဘာလို့လဲဆိုတော့ဒါ surprise ကကြတော့ဘယ်လိုဖြစ်လဲ main ကလေးတိုင်းလိုချင်ကြတယ်လေနော်ဆိုပြေကိုအကိုမျက်နှာတန်ဖိုးထားပြီးတော့လက်ထပ်ပင်ဖြူပါဆိုပြေအကိုအရင်ချစ်ပါတယ်အကိုနားမှာတတန်လောက်တည်နေချင်ဆိုပြေလက်ခံပါတယ်တချို့ကြတော့လည်းဘယ်လိုပြောမလဲအင်တာဗျူးကိုစီစဉ်ထားတယ် plan ဆွဲထားတယ်အကုန်လုံးအတိအကျဖြစ်ပြီဆိုတဲ့အခါပဲဒါကညီမတို့လည်း main ကလေးပဲလေနော်အဲ့တော့အကုန်လုံး main ကလေးပဲဆိုတော့ကိုချစ်တဲ့လူကကိုကိုအဲ့လိုမျိုးတယူတရလေးအဲ့လို surprise လုပ်ပြီးတော့ propose လုပ်တာဘယ်မိန်းမမဆိုခံချင်ကြတယ်ပေါ့နော်ဘယ်နိုင်ငံကလေးဆိုခံရလဲညီမလည်းအပါဝင်ပေါ့နော်အဲ့လိုမျိုးအကိုအားဆိုရင်တမီးစီစဉ်ပေးမယ်ဆိုပြီးတော့အဲ့လိုမျိုးအမ surprise ဖြစ်အောင်အဲ့လိုစီစဉ်ပေးဖြစ်တာပေါ့နော်